ဒီနေ့ပြောပြမယ့်ဇာတ်လမ်းကတော့အလွန်နူးညံ့တဲ့မေတ္တာအကြောင်းပါ။ကောင်းကင်ညံမှာတောင်ငန်းငတ်တွေလူသားကဘာစီကလေးငယ်တွေကိုပို့ဆောင်ပေးနေကြပါတယ်။လူတို့ရဲ့အဓိကထားဝန်ကတော့ကလေးတွေကိုဘေးကင်းကင်းနဲ့ပို့ဆောင်ပေးရမှာပါ။လူသားကလေးငယ်ပြင်ဒီအိဆန်ကလေးငယ်လေးတွေပါပို့ဆောင်ပေးရပါတယ်။တင်တိုင်းမှာကိုပိုင်တောင်ရှိကြပြီးချစ်စရာကလေးလေးတွေကိုဖန်တီးပေးနေကြတာပါ။ဒါပေမဲ့တင်အားလုံးကလွယ်ကူတဲ့ကလေးတွေကြီးပဲဖန်တီးရတာတော့မဟုတ်ပါဘူး။ Pest လို့ခေါ်တဲ့မီးခိုးရောင်တင်တွေကတော့မီးချောင်းစုကောင်ဒိုးထီးနဲ့အခြားအန္တရာယ်များတဲ့တတဝါကလေးတွေကိုပဲဖန်တီးရတဲ့တင်တစ်ခုဖြစ်နေပါတယ်။သူ့ရဲ့အကောင်းဆုံးတုံငယ်ချင်းကတော့ပိန်ဆိုတဲ့တောင်ငန်းငတ်လေးပါဘယ်တော့ပဲခက်ခဲပါစေ gas ဖန်တီးသမျှကိုအမြဲတမ်းလာယူပေးခဲ့ပါတယ်။ဒါပေမဲ့အန္တရာယ်များတဲ့တတဝါလေးတွေကိုတည်ယူရတာပိတ်အတွက်တော့မလွယ်ကူခဲ့ပါဘူး။တခါတလေအခိုက်ခံရတဲ့တခါတလေစူးစူးခံရတဲ့တခါတလေတော့ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာတွေတောင်ရသွားပါတယ်။ Gas ကတော့သူ့ဒုံငယ်ချင်းဘာတွေကြုံရမှမသိပဲနောက်ထပ်တတဝါအသစ်တွေကိုစက်တိုက်ဖန်တီးနေစေပါပဲပိတ်ရဲ့ခန္ဓာကိုယ်ပေါ်မှာဒဏ်ရာတွေတစ်ဖြည်းဖြည်းများလာပြီးသူဆက်ပြီးဒီခံနိုင်ပါမလားဆိုတာစိတ်ဝင်စားစရာဖြစ်လာပါတယ်နောက်ဆုံးမှာတော့ပိတ်ဟာစိတ်ပြက်လက်ပြက်နဲ့ Gas ကထွက်ခွာသွားတယ်လို့ဖြစ်နေခဲ့ပါတယ်ဒါပေမဲ့ Gas မတိသေးတာတခုရှိပါတယ်တကယ်တော့ပိတ်ကသူ့ကိုဆုံးဖြတ်ဖို့မဟုတ်ပဲဒုံငယ်ချင်းတွေတခုခုပြန်လုပ်ပေးဖို့စဉ်းစားနေကြတာပါလူတို့နှစ်ယောက်ရဲ့တန်ရောစဉ်ဘယ်လောက်ထိခိုင်မာနေမလဲဆိုတာကိုတော့ဇလန်ရဲ့နောက်ပိုင်းမှာဆက်လက်မြင်တွေ့ရမှာဖြစ်ပါတယ်